မိတပါဤစိတ်နေစိတ်ထားမနုဟာပူရပကပြီအေအောင်နိုင်သူအနော်ယထာမင်းကြီးသည်အောက်ပြည်သထုပ်ပြီအေထင်ရှားကျော်စောသောမနုဟာမင်းထံမှာပြီးတကတ်သုံးပုံတော်ကိုလှမ်းတောင်းခဲ့သည်သို့တော်မင်းကြီးဤတောင်းဆိုချက်ကိုပေချခံရသဖြင့်အနော်ယထာမင်းသည်စစ်ချီတိုက်ခိုက်ကအောင်မြင်လေသည်သထုပ်ပြီအေကုန်သိခါကြီးမားသောမနုဟာမင်းသည်မိဖုရားသားသမီးများနှင့်အတူပကံပြည်သို့အဖမ်းခံလာရသည်အနော်ယထာမင်းသည်သူအားပကံတောင်ပဲမြင်ကားပါရွာတွင်အချုပ်ခံစီသည်နန်းကြပရိစိတ်ထဲတွင်ဝမ်းနည်းခြင်းချင်းမြောင်းခြင်းနှင့်လူမြောက်ရန်အဋိဌံတို့သာပြည့်တဲ့နေသည်ထိုအချိန်တွင်မင်းသည်မိမိ၏စိတ်ထဲရှိဆန္ဒကိုထာဝစဉ်တည်မြဲစေမည်အရာတစ်ခုကိုပြုလုပ်ရန်ဆုံးဖြတ်လိုက်သည်သူသည်မိမိပိုင်ယတနာများအားလုံးကိုရောင်းချကာခန္ဓာကြီးကျယ်လာသောဗုဒ္ဓရုပ်ပွားတော်ကြီးများကိုတည်ထားကိုယ်ွယ်ရန်လူတန်းလေသည်စတုယံပေါ်ထိထကြောင့်တော်ကြီးကိုတိဆောက်ပြီးအတွင်ခမ်းမကြီးထဲတွင်အပြား46ပေရှိသောဗုဒ္ဓရုပ်ပွားတော်ကြီး3စုနှင့်အပြား90ပေရှိသောရှစ်သားများတို့ကိုထာပနာခဲ့သည်သို့သောအလွန်ထူးခြားချက်မှာထိုရုပ်ပွားတော်ကြီးများအားလုံးသည်နံရံဖြင့်အလွန်ကန့်လျက်ရှိပြီးအခမ်းမှာချင်းမြောင်းလာသည်ဘူရရှိတော်တွင်စိုးကပ်ရန်ထားရှိသောစိုးဝကြီးမှလည်းခမင်းတင်ခါပေါင်း19တင်းစာထဲနိုင်လောက်အောင်ကြီးမားသည်ဤသို့တမင်တကာကျင်းမြောင်းအောင်ဆောက်လုပ်ခဲ့ရခြင်းမှာမင်း၏စိတ်နှလုံးသားကိုဖော်ကျူးခြင်းဖြစ်သည်ကျင်းမြောင်းလာသောအခန်းထဲတွင်ပိတ်မိနေရသောရုပ်ပွားတော်များသည့်အချုပ်ခံရသည့်မိမိ၏ဒုက္ခကိုစားပြုပြီးထိုဆင်းရဲဒုက္ခမှလွတ်မြောက်ရန်ဆုတောင်းသည့်အနေအထားဖြင့်ရှိသောရှင်သာလျောင်းရုပ်ပွားတော်မှာပရိနိဗ္ဗာန်ကိုဖြိုပြနေသည့်တန်တာဤတစ်ခုအရာမနုဟာမင်းသည်ထိုရုပ်ပွားတော်များကိုထာပနာပြီးနောက်ဤသို့အဋိဌံပြုခဲ့သည်ဟုဆိုသည်အသက်ရှိစဉ်တွင်ငါသည်သူတစ်ပါး၏အလိုသို့လိုက်ရသောကြေးချုံဖြစ်ရတော်လေနောက်ဘဝအဆက်ဆက်တိုင်းမြည်သူတစ်ဦးတစ်ယောက်ဤများအောင်နိုင်ခြင်းမခံရသောဖျားရှင်ကိုငါရှိခိုးကိုကိုွယ်ပါ၏ဤသို့ဖြင့်တာမန်ပူရပထိုးတစ်စုမဟုတ်ပဲသမားဝင်ဖြစ်စီမှုများလွမ်းဆွေးမှုများနှင့်မျောလင်းချက်သို့ပြည့်နှက်နေသောမနုဟာပူရပထိုးကြီးသည်ယနေ့တိုင်တင့်တယ်စွာရပ်တည်လည်းရှိသည်ဘူရပထိုး၏အပေါ်ထပ်သို့တက်ပြင်းကြီးမားလာသောဗုဒ္ဓရုပ်ပွားတော်ကြီးများ၏မျက်နှာတော်ကိုအနိကဖူးမြော်နိုင်သည်စိတ်ဝင်စားဖွယ်ကောင်းသောမနုဟာပူရသမိုင်းအားမိတ်ဆွေများဗဟုသုတရရန်အလို့ကကျွန်တော်ရဲ့နေ့မှတင်ဆက်ပေးလိုက်ပါသည်ဗျာအားလုံးကိုစိတ်တစ်ဖြာကျမ်းမာကြပါစေ